အဲ့တော့အခုကြည့်နေတဲ့သူတွေထဲမှာဒီ chiropractic ဆိုတာကိုသိတဲ့သူတွေပါသလားနောက်ဒီ chiropractic နဲ့ပတ်သက်ပြီးတော့ဘာတွေသိလဲဘာတွေကြားထားဖို့လဲနောက်ဒီ chiropractic ကိုလည်းကိုယ်တိုင်ရောဒါမှမဟုတ်ကိုယ့်ရဲ့မိဘဆွေမျိုးတွေကတယောက်ယောက်ကရောဒီနီလန်းနဲ့ကုသမှုခံယူဘူးသလားဆိုတော့ကျွန်တော်ဒီနေ့အဲ့ chiropractic အကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီ chiropractic ကိုတော်တော်များများလဲဒီ social media တွေမှာမြင်ဖို့ကြမယ်ထင်ပါတယ်ဒီခါးတွေဒီလေပင်ရိုးတွေအဲ့ဒါတွေကိုဒီလိုမျိုးတို့ဒီအတန်လေးထွက်သွားအောင်အဲ့ဒီကျွတ်ဆိုတဲ့အတန်လေးထွက်သွားအောင်တို့ချိုးပြတာမျိုးပေါ့နော်အဲ့လိုဗီဒီယိုတွေတော်တော်များများမြင်ဖို့ကြမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့အဲ့ chiropractic အကြောင်းကိုဘယ်လို content လေးတွေနဲ့ပြောသွားမလဲဆိုတော့ဒီ chiropractic ဆိုတာသူရဲ့အခြေခံသဘောတရားကဘာလဲပေါ့နော် chiropractic ရဲ့အခြေခံသဘောတရားကဘယ်လိုအလုပ်လုပ်တယ်လဲ तू ကဘာလုပ်တာလဲပေါ့နော်ကျွန်တော်အဲ့ဒါကိုတစ်ချက်ရှင်းပြပေးမယ်နောက်တစ်ချက်က chiropractic ဆိုတာဘယ်ကနေစတာလဲပေါ့နော် chiropractic ဘယ်ဟာစရလဲဆိုတဲ့အကြောင်းကိုနည်းနည်းပြောပြပေးမယ်အကျဉ်းပဲနောက်တစ်ခုကကျတော့ဒီနိုင်ငံတကာမှာရှိတဲ့ chiropractic အခြေအနေနဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့ chiropractic အခြေအနေဘယ်လိုရှိလဲပေါ့နော်နိုင်ငံတကာမှာတော့ဒီ chiropractic ဆိုတာဘယ်လိုအခြေအနေရှိလဲကျွန်တော်တို့ဒီမှာဘယ်လိုတွေဖြစ်ပျက်နေလဲပေါ့အဲ့ဒါလေးတစ်ချက်ပြောပြခြင်းတယ်နောက်တစ်ခုကဒီ chiropractic မှာတခြားဒီသက်သေပြနိုင်တဲ့အကျိုးကျေးဇူးဘာတွေရှိလဲပေါ့နော် evidence based benefit အဲ့ဒီဟာဘာတွေရှိလဲပေါ့ဒီအကျိုးကျေးဇူးဘာတွေရှိလဲဒီ chiropractic လုပ်ခြင်းအပြင်ပေါ့နော်နောက်တစ်ခုကကျတော့ဒီသူနဲ့နည်းနည်းအလားတန်တူတဲ့ဘာသာရပ်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ physiotherapy လို့ခေါ်တယ်ဒီ chiropractic နဲ့ physiotherapy နဲ့ဘာတွေကွာခြားမှုရှိလဲအဲ့ဒါတွေတစ်ချက်ပြောပြခြင်းတယ်နောက်တစ်ခုကကျတော့ဒီအဖြစ်များတဲ့ပြဿနာတွေမှာဥပမာဒီခါနာတာနောက်တော့အဖြစ်လေမယိုးစစ်နာတာဒူးနာတာနောက်တစ်ခုကကျတော့အကြောညက်တာတင်ပခွက်နာတာအဲ့လိုပြဿနာတွေမှာဒီ chiropractic ကဘယ်လောက်ထိအကျိုးပြုနိုင်လဲဘယ်လောက်တိုင်းတာထိပဲသူကောင်းလဲတခြားဘာတွေမလုပ်နိုင်ဘူးလဲဒီဟာတွေပဲကျွန်တော်တစ်ချက်ရှင်းပြချင်ပါတယ်အဲ့တော့ဒီ chiropractic ရဲ့ core principle ကဘာလဲပေါ့နော်သူ့ရဲ့အဓိကအခြေခံသဘောတရားကဘာလဲဆိုတော့ကျွန်တော်နည်းနည်းရှင်းပြမယ်အဲ့တော့ဒီ chiropractic ဆိုတာကျွန်တော်တို့ဒီလူခန္ဓာကိုယ်မှာဒီလှုပ်ရှားလို့ရတဲ့အယိုးစစ်တွေရှိတယ်လက်ချောင်းတွေရှိမယ်ဒီမှာလက်ကောက်ဝက်ရှိမယ်တတောင်စစ်ရှိမယ်ပခုံးစစ်ရှိမယ်လေမယိုးစစ်ရှိမယ်ခါးရှိမယ်တင်ပခွက်ဒီတင်ပစုံခွက်နေရာရှိမယ်ဒူးရှိမယ်ဒီလှုပ်ရှားလို့ရတဲ့အယိုးတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့လှုပ်ရှားလို့ရတဲ့အယိုးတွေစစ်တွေဥပမာကျွန်တော်ဒူးစစ်ပဲဆိုပါဆိုဒူးစစ်မှာဆိုလို့ရှိရင်ဒူးစစ်ဒီလှုပ်ရှားလို့ရတဲ့အစစ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဒူးစစ်ရဲ့ဂျားထဲမှာသူကဒီအစစ်ကိုကာကွယ်ထားတဲ့ joint capsule ဆိုတာရှိတယ်အပြင်ကနေပြီးတော့အုပ်ထားတဲ့ဟာတွေပေါ့အဲ့အုပ်ထားတဲ့ဂျားထဲမှာသူကအရည်တစ်မျိုးရှိတယ် synovial fluid လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ synovial fluid ကကျွန်တော်တို့ဒီအပြင်ကနေဥပမာထားမှာတော့ဒီ chiropractic နီလန်နဲ့ဥပမာဒူးကိုကျွန်တော်တို့ကချိုးလိုက်တယ်ပေါ့နော်ချိုးလိုက်တယ်ဆိုလို့ရှိရင်သူကဒီဒူးကဒီလိုမျိုးကွေးသွားမယ်ကွေးသွားပြီးတော့အဲ့ဒီထဲမှာရှိတဲ့ pressure ပေါ့ဖိအားကတက်သွားပြီးတော့အဲ့ဒီခုနကပြောတဲ့ synovial fluid လို့ခေါ်တဲ့ဒီချောစီအရေပေါ့အဲ့ချောစီအရေမှာသူကဒီ bubble လို့ခေါ်တဲ့ပူစီပေါင်းလေးထသွားပြီးတော့ click လို့မြည်သွားတဲ့အတန်လေးဒီလိုမျိုးပေါ့အဲ့လိုအတန်မျိုးလေးထွက်သွားတယ်ပေါ့နော်သဘောတရားကတော့အဲ့ဒါပါပဲဒီအတန်လေးထွက်သွားတယ်ဒီအတန်လေးကဘယ်လိုထွက်လာလဲဆိုတော့ခုနကပြောတဲ့ joint capsule ထဲမှာသူကဘူစီပေါင်းလေးပေါ့နော်ဒီ bubble လေးတွေက pressure တက်လာတဲ့အချိန်မှာ bubble လေးပုတ်ထွက်သွားအဲ့လို plop ဆိုပြီးပေါက်သွားတဲ့အတန်မျိုးလေးထွက်လာတဲ့ဟာကတကယ်တော့အဲ့ဒီ crackling sound လေးတွေပါပဲဒီကျုပ်ကနေမြည်သွားတဲ့အတန်လေးတွေပေါ့နော်အဓိကဒီ principle ကတော့ဒါပါပဲအဲ့လိုလုပ်လိုက်ခြင်းအပြင်ဘာဖြစ်သွားလဲဆိုတော့ဒီအစစ်ထဲမှာရှိတဲ့တင်းအားပေါ့ဒဏ်တစ်ခုကြောင့်ဖြစ်နေတဲ့တင်းအားကယော့သွားတယ်လို့ထင်ရတယ်ဘာလို့လဲဆိုတော့အဲ့ဘောလုံးလေးကပုတ်ကနေပေါက်သွားတာအထက်မှာ pressure ကယော့သွားတာနော် PR လေးကနည်းနည်းယော့သွားတာပေါ့အဓိကသူ့ရဲ့ principle ကဒါပဲဒီအယိုးတွေစစ်တွေမှာကျွန်တော်များသောအားဖြင့်ဖတ်ပြတဲ့အခါမှာဒီနာကျင်လို့ပေါ့မခါနာလို့ပေါ့နော်ခါနာလို့ပခုံးစစ်နာလို့နောက်တက်ပြင်ရိုးကြောနာလို့နော်လေပင်ရိုးနာလို့အဲ့လိုဖတ်ပြတဲ့အခါမှာသူတို့ဘယ်လိုလုပ်ပေးလဲဆိုတော့သူတို့ဒီအယိုးကို manipulate လုပ်တယ်ဟိုမှာဒီဘက်လက်ဟိုဘက်လက်ဒီဘက်လက်ဟိုဘက်လက်ပြီးတဲ့အခါမှာတစ်ချက်ချွတ်ဆိုပြီးတော့အတန်လေးမြည်အောင်ချိုးပေးလိုက်တယ်အဲ့ဒါဘာလုပ်လိုက်ပါလဲဆိုတော့ဒီအစစ်ဂျားထဲမှာရှိတဲ့သူက tension ကိုသူက short ပေးလိုက်တာshort ပေးလိုက်တော့ဘာဖြစ်လဲဆိုတော့သူကအဲ့ဒီမှာနာနေတဲ့ဟာတက်တာသွားတယ်ပေါ့ခဏတက်တာသွားတယ်အဲ့တော့သူ principle ကဒါပဲဒီ chiropractic ရဲ့တကယ် core principle ပေါ့နော်သူရဲ့အခြေခံသဘောတရားဒါလေးပါပဲဒီ chiropractic ဆိုတဲ့ပညာရပ်ကိုဒီ1895မှာ Daniel David Palmer ဆိုတဲ့လူကစပြီးတော့တည်ထောင်ခဲ့ပါတယ်